အခုတပတ်ရဲ့အမေရိကန်မေဂျာလိပွဲစဉ်မှာအင်တာမိုင်ယာမီအသင်းနဲ့တိုရွန်တိုအသင်းတို့တစ်ဖက်တကူစီတရေရလနဲ့ပွဲပြီးခဲ့ပါတယ်။ပွဲကစားချိန်19မိနစ်မှာတိုရွန်တိုအသင်းဂိုးရလူနီးပါးရှိခဲ့ပေမဲ့ခန့်စစ်ကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာကြောင့်ကိုဗီနိုရဲ့ကန်ချက်ကလည်းတိုင်ပန်ထွက်ခဲ့တာကြောင့်နစ်နာခဲ့ရပါတယ်။အဲဒီနောက်43မိနစ်မှာလီယိုနယ်မက်ဆီရဲ့တင်ခဲ့တာဖြစ်တဲ့အလွတ်တဲကန်ဘောကနေဂိုးရဖို့နှိစက်ခဲ့ပါတယ်။ပရမာပိုင်းရဲ့အချိန်ပို10မိနစ်မှာဖက်တာရီကိုဘာနာတက်စီကတိုရွန်တိုအတွက်ဦးဆောင်ကိုတင်ယူခဲ့ပေမယ့်ပရမာပိုင်းအချိန်ပိုနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာလီယိုနယ်မက်ဆီကပြန်လည်ခြေပခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့သင်ကိုတွေမမြင်တွေ့ရတော့ပဲတစ်ဖက်တကူစီတရေရလက်နဲ့သာပွဲပြီးသွားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။